မေမေမိဘဝဟိုတုန်းကမိဘဝမလိုချင်ဘူးနော်အခုခေတ်မိဘဝကိုလိုချင်တာ အခုခေတ်မိဘဝ ဟုတ်တယ် မိဘဝတားကိုစုရင်ဆရာပင်မခံเจ้าမရန်ဖြစ်မတက်ရင်နေကျူရှင်ငွေပေးအောင်မြင်ရေးလွယ်ဝင်ငါသွဲဖခင်မဲတို့တာ မစိုးဘူးဒီလူတော့မစိုးအဲ့ဒါဆိုသားသမီးကို တာသမီကိုကျွေးမွေးမှုပြက်မိဘဇုံကံအမွေပြန်လူအိမ်တောင်ပြုတ်ကြရောက်ခမမျိုးနွယ်လှုပ်ကျွေးတယ်ကျင်မွယ်သားတို့တာရပါချမ်းမ ဒီကလေးမျိုးငါရအောင်ရွေးယူအောင်မအဲ့ဒါဆိုမျိုးငါမေမေတပဲဝ တဲ့ပဲဝစာကိုခိုးချဆုံးမပြန်အော်အဖေါ်နဲ့ကြောင်းပြေတင်တာမကြက်ဇာရိတပြက်လို့တပဲဝမချွတ်ငါကူတာ ဆရာဝကိုချမ်းမ သဘောပေါက်ရင်ပြီးရော တဝက်ပဲတင်ကျူရှင်ခေါ်ပြအကြောင်းပြကောက်ခံလက်ဆောင်ဖန်ကားလှင်တယ်လို့နှိပ်စို့ဆရာတို့ရိတ်ဖို့ဝင်ငါဗျာ ငါလည်းတစ်ချက်မှကောင်းမပြောဘူး ခံစားချက်တွေပွင့်ထွက်လာတာရိုက်ခံမလေးစီ